ကဲဘာဖြစ်နောက်ဆုံးအချိန်ကြီးယုံကြည်ထားသေးရဲ့ဗျာနော်မင်းဘယ်လောက်ပဲအချိန်နဲ့စိုးနေပါစေ Real Madrid မှာ Champions League left ဆိုတာရှိတယ်ဒီဘဲတွေကဘယ်လိုပဲအချိန်နေဆိုနော်ပနတီစက်ကြည့်မယ်အမဘေးဒါပဲ come on come on နော်စကားတော့ပြောအောင်မဆုံးမပြောလိုက်ရအောင်စက်ပြောမယ်နော်ဘယ်လောက်ပဲ Champions League မှာအချိန်နေစိုးနေပါတယ်ပြော Real Madrid က Champion left ဆိုတာရှိတယ်ဒီဘဲတွေ left ကိုရှင်းလို့မရအောင်เนาะနောက်ဆုံးချိန်ဒီယုံကြည်ကြတယ်ကမ်းမောက်နှလုံးတော့ခုံမတက်ပဲကြည်ရတယ်အဖြစ်ပြောမှဆိုရင်ဒီအချိန်လေးတွေကိုလုံးဝမရောက်လာစေချင်တာဒီအချိန်လေးကိုတကယ်လုံးဝမရောက်လာစေချင်တာစောစီးကဒီတရေလောက်ကန်အောင်မယ်ဆိုတော့ပွဲကပြီးနေမယ်ကိစ္စစောစီးဆောက်စက္ကန့်29စက္ကန့်29စက္ကန့်နဲ့ဂိုးပေးလိုက်ရနမောနမဆန်တော့တယ်ငါလုံးမရတဲ့ပနတီတွေကလည်းဆောက်နော်အစတွေကအေးဆေးလေးဖြစ်နေရမယ်ရှိရင်လုံးဝနှလုံးယောဂပေးပါတယ်ကွာဒီအသင်းမင်းချစ်တော့လေအပေးနေမှာပဲဝမ်းဖြော်သွားပြီပနတီကနော်ချစ်တော့လေသီးခံအောင်အင်းပြီးနေရမယ်ချက်ကမှာပဲလို့နော်စောစီးကွာစောစီးတွေပြီးနေရမယ်ကိစ္စတရေလောက်ကြာရင်တော့ပွဲကပြီးနေဘာမှမဟုတ်ပနတီရောက်သွားအဲ့မှာရင်ခုံမတက်ပဲနှလုံးခုံမတက်ပါနှလုံးရက်မတက်ပဲအလယ်မှာနှလုံးရက်မတက် movement တွေလောက်ပါသေးပေါ့လို့ပဲစားတယ်ဟမ်ကော်တော်စေးနိုင်တယ်လို့သိတယ်တကယ်နှလုံးရက်မတက် movement အဲ့လိုမစိုးတကယ်ကောင်းကဲခမနောက်ဆုံးချိန်ဒီဂျူဘဲလင်နော်ရှုံကြည့်ထားသေးဂျူဘဲလင်နဲ့ဘဲလင်နော်ကန်စီကန်လိုက်ပါတော့နှလုံးရက်တော့မယ်လို့ကန်စီကန်ကိုဒါပဲခမစိတ်ကိုရှော့တာမယ်နှလုံးရက်တော့မယ်တကယ်နှလုံးကြီးမှာခြေပြားလက်ပြားကြီးအေးနေလုံးဝမရောက်မနေ့လို့လီဗာပူးလို့ခံစားချက်ကြီးရအောင်ဟာမင်းငိုတော်ငုံမိမှာမသိကဲဘာဖြစ်ယုံကြည်ထားပါတယ်အဲ့လိုခံစားချက်မရတော့ဘူးဆိုတော့ယုံကြည်ထားပါတယ်ကိုယ်အသင်းအချိန်နေဆိုးရနေတော့ချန်ပီယံလက်လေးရှိရဲ့အသင်းအောင်မယုံတော့ချန်ပီယံလက်ကိုယုံရမယ်နော်အဲ့အောင်ဝင်သွားပြီရတယ် Everett ကို VA ပြန်ချက်နေရတဲ့ Everett ကို VA ပြန်ချက်နေရတဲ့ brother တို့ဘာလို့လဲမသိဘူးဘာလို့ VA ပြန်ချက်နေရတယ်နှစ်ကြိမ်2000ပြပါနှစ်ကြိမ်နှိသွားလို့လားဟာနှစ်ကြိမ်နှိသွားဘောလုံးနှစ်ကြိမ်နှိသွားလို့လားလမ်းချောင်းထောင်ပြလိုက်ရမြင်လိုက်လို့ VA ပြန်ချက်နေတယ်တန်းကိုပနတီမှာ VA ပြန်ချက်တာငါတခါပဲမြင်မှုသေးတယ်ဒီတခါပဲကြည့်သေးတယ်အေးနဂါတီဝလို့အရှေ့ကနေရိုက်ပြပါလားလို့အရှေ့ရိုက်ရင်သိတာတယ်ဒီငါအလုံးအနောက်ကနေမသိတာဟုတ်ကအေးပထမတစ်ချက်မှာထိသွားတယ်အေးပထမတစ်ချောင်းခြေထောက်မှာထိသွားတယ်ဒါပဲခံမောကိုပြန်ဖြောက်သွားပြီဒါပဲခံမောနော်ပထမတစ်ချက်မှာထိသွားတယ်အေးကဲပြောတယ်နော်ချန်ပီယံလက်ဆိုတာရှိတယ်လို့ချန်ပီယံလက်ဆိုတာရှိတယ်လို့နော်ဒါပဲခံမော let's go နော် let's go quarter final ဒီ let's go မယ်ဗျာနော်ခံမောယုံကြည်ထားသေးတယ်ဒါပဲနော်လူကနေပြီမဲ့ကန်မနေဘူးအဲ့လိုတော့မရည်ချင်းမင်းရှင်မနေမအောင်မသိငါလည်းလူတို့ဘင်းစုပ်ပြတ်တက်နေမှာဟာလူကနေပြီမဲ့ကန်မနေဘူးချန်ပီယံလက်ဆိုတာရှိတယ် King out hero သဘောပေါက်ဆမ်မောင်ဘယ်လောက်ဘယ်နှကိုဖြစ်သွားတယ်တော့သတိမထားမိနဲ့3-2 လားမသိဟုတ်ပါ3-2လားလက်ရှိနောက်ကိုဘယ်လောက်တခြားသတိမထားမိတယ်လို့လုံးဝထူပူနေလူကမိကန်နီးလေကွာကိုတို့မိကန်နီးနေမိကန်နေတော့မဟုတ်ထိသွားတယ်လက်နဲ့ထိသွားတယ်မကားလန်းနိုင်တာကွာဘယ်နှကိုဖြစ်နေတယ်မသိလူကထူပူကြီးမှတ်တောင်မှတ်မိတော့ထိသွားတယ်တွေ့လားကားလိုက်နိုင်ကွာ
မင်းတော့3 2 ဒါပဲမင်းတကိုးလောက်ကလွဲလို့ရသေးရဲ့နော်တကိုးလောက်ကတော့ပန်နတီမှာလွဲတစ်လုံးလောက်ကလွဲရင်လွဲလို့ရသေးရဲ့မလွဲရင်တော့အကောင်းဆုံးပေါ့ကွာနော်လွဲရင်တော့စောစီးပြီးမှာပေါ့မင်းမိနစ်60လုံးအချိန်ပိုလည်းကြည်လာပြီပဲပန်နတီလည်းစောစီးပြီးသွားရင်တော့ကောင်းတာပေါ့လွဲရင်တော့လွဲလို့ရသေးရဲ့မလွဲရင်တော့အကောင်းဆုံးပဲနော်ငါ့ကိုလည်းလူရဲ့နှလုံးတွေရက်တော်မယ်ကြည်ရတာဟာလောကိုဖက်စကအော်ငါကောင်းဖက်စစီးနေဟဲ့ငါတကယ်ပဲဆက်စီးနေတာအခုနာလည်းတော့ finish ရဲ့အလုံးနဲ့ငါပြောလို့မဆုံးဘူးတကယ်လွဲသွားတယ်ဟဲ့ဒီ first ကလည်းငါလွဲလို့ရတယ်လို့ပြောလိုက်တယ်တကယ်လွဲသွားတယ် what the fuck ဘာမှမပြောတော့တိတ်လေးပဲကြည့်တော့ဘာမှမပြောတော့အမမဘာပဲဟောကောင်းနေခတ်လို့အခွင့်ရှိသေးတယ်ဒါပေမဲ့အခုအခွင့်အများကြီးရှိတယ်ဒီမှာနှလုံးဝင်တစ်ကောင်တစ်လုံးဝင်တော့ဘာပြောလို့ပြောအောင်မလုပ်ဘူးရောဘလို့ပြောလို့ပြောမှမသိတာရောရေ come on ရောရေနော်လူကနေပြီမဲ့ကမ်းမနေဘူးရောလူကနေပြီမဲ့ကမ်းကမနေဘူးနော်လှန်ထမ်းလာလည်းမရမယ်ကန်ထမ်းလာတာမမြင်ဘူးဆိုတာဒါမျိုးမင်းဟာရောအေးမင်းနော်အဲ့ကောင်ရီးရမှာကစားဘူးလေအဲ့ကောင်ရီးရမှာကစားဘူးလေခဏပါပဲကျေးဇူးဆက်တာအသင်းဟောင်းကိုကျေးဇူးဆက်တဲ့ကောင် thank you guys နော်အသင်းဟောင်းကိုကျေးဇူးဆက်တဲ့ကောင်ကဲနောက်ဆုံးလူဒီကကိုလေးဝင်လိုက်ပြီးပြီကွာgo quarter final ကိုတက်ပြီဗျာဒါပဲနော်လူကနေပြီမဲ့ကမ်းမနေဘူးဆိုသဘောပေါက်လားမင်းဟဲ့ချန်ပီယံလိဘယင်ဆိုတဲ့ဘွဲရလကားရလာတာမဟုတ်ဘူးကွာအဲ့လိုကန်နေနဲ့ရလာတာဒါပဲ come on နော်မင်းတို့ Real Madrid ကိုချန်ပီယံလိမှာနိုင်ဖို့ဆိုတာမင်းနောက် Real Madrid မြတ်စွာဘုရားပွင့်မှာပဲရမယ်အဲ့ဒါတော့ဖြစ်ချင်မှဖြစ်မှာ